အခုကကြတော့6ရက်နေ့ပေါ့နော်17လပိုင်း6ရက်နေ့9နာရီမတင်မြို့ရဲတောင်းမှဖြစ်ပါတယ်မြို့ရဲတောင်းမှကကြတော့ထွေထွေတော့မဟုတ်ဘူးဆိုပေမဲ့ဒါတွေလဲဆိုလို့ရှိရင်အဓိကတော့ဘန်ကိစ္စသွားလောက်အောင်ပါပေါ့နော်အိုရီဂျာဘန်ဘန်သွားပြီးတော့မှခူလေးစားဈေးဝယ်ရရှိရတယ်ဝယ်ပြီးတော့လို့ရှိရင်ပြန်လာမှာပေါ့နော်စနစ်ခွဲမိပြန်လာမှာအတန်းကျင်းနေရှိသေးတယ်အခုစီမံဘတ်ကားမှာလေအခုမြို့ထဲရောက်ပြီပေါ့နော်မြို့ထဲရောက်တော့မှရထားလိုက်ကြည့်ပါစာမဖက်နဲ့ဝယ်လိုက်တာစာမဖက်နဲ့ဝယ်လိုက်တာတသားကြောက်နေပြီးအားလူကတ်လေးကြော်ကြီးဒီပေါ့140ပဲပေးရတာဆိုလို့လေအော်ပြောင်းကားရီမနော်ဒီများကားရီကိုဒီလိုတဲ့ပုံတော့ရိုက်တာကော်မရှင်တော့မရှိဘူးဆိုပေမဲ့ရိုက်လို့တော့ရတော့ပါနော်ဒီနိုင်ငံမှာကကြတော့ကော်မရှင်ဆိုမှဒီပေါ့လူတွေတပုံရိုက်တာလို့ဘာလို့ဆိုလို့ရှိရင်လေသူကများတော့အဖြစ်ကအရင်မခံကြဘူးပေါ့နော်အရင်ကခင်နေတဲ့ခါကျမှပဲဒီလက်ခံတာမျိုးပါလေရှိကြတယ်ဒီနေ့တော့ပူဆိုးတယ်ပေါ့နော်ပြီးတော့ကလေးတွေဟောတရက်တုန်းကဒီပြီးရလာတော့ပေါ့ဒီအကြောင်းကိုအလေလင်းကျောင်းသားလေးထင်ပါတယ်သူတို့ကလေးလေးကျောင်းတော့ဟိုသူတို့ကလာပြီးတော့ကျွန်တော်တို့လိုကျောင်းသားတွေအင်တာလာပြီးတော့ပေါ့နော်ကလေးလေးအဲ့လိုမျိုးသူတို့ဘယ်လိုပြောရမလဲရှင်းပြလို့ကတော့ဝေါ်မျိုးနဲ့လာကြတာပေါ့နော်အဲ့တော့ဒီသူတို့အင်တာဗျူးမေးပြီးတော့ဝက်ဖြစ်ပြီးတော့ဓပုံရိုက်လို့ရလားလို့မရဘူးတဲ့သူတို့မှလောရှိလို့ပေါ့နော်ဒါပေမဲ့လည်း line မတင်ဘူးဆိုလို့ရှိရင်တော့ရိုက်ခံပြီးမယ်နော်တဲ့ကလေးလေးကအဲ့လိုပြန်ပြောရပေါ့နော်အဲ့တော့ဒီဥစ္စာအဲ့ဒီလောကြောင့်တည်းကလေးတွေကိုယ်တိုင်ကအဲ့ဒါမျိုးကြီးသိနေတာပေါ့နော်သူတို့ကိုယ်တိုင်ကလည်းအရင်မခံကြဘူးပေါ့နော်ပြီးတော့လည်းရိုက်ခံမယ်ကာလာမဆိုရင်လည်းတစ်ဖက်လူကိုတေချာလေးအတိပေးရပေါ့နော်ရိုက်မှဆိုရင်ပုံနေပိုင်းမတင်နဲ့ပေါ့ဟောအဲ့မှာသိရမလားတော်တော်ကြီးအောင်ဖို့ကောင်းတဲ့ချက်ပါပဲအဲ့ဒါလေနောက်ပြီးအခုမျိုးလေးဆင်းတဲ့ခါတိုင်းဘာဟောလဲဆိုလို့ရှိရင်ကားရဟိုးလုံးဝမတီးတာကားရဟိုးလုံးဝမတီးအဲ့ဒါလည်းတော်တော်အောင်ဖို့ကောင်းတယ်ပေါ့နော်ကော်ဖီအပူရောင်းနေပေါ့နော်လောဆန်တို့7-11တို့ပြီးတော့လို့ရှိရင်အဲ့လိုဆန်နေပေါ့ဗျာကွန်မြူနီတို့ကော်ဖီအပူရောင်းနေသူတို့ကဘယ်လိုလဲရေကတက်တာလိုမျိုးမှာအပူပေးတဲ့ဆက်ပေါ့နော်အဲ့ဒါလည်းအောင်ဖို့ကောင်းတယ်ပေါ့နော်ကိုပြမမဆိုလို့ရှိရင်ရေကတက်တာလောက်ပဲရှိတာလေအပူပေးတဲ့ဆက်ကမရှိဘူးလေသူကဒန်ဘလိုင်းကိုအပူပေးတာကော်ဖီကသူကျင်းနေရမျိုးလည်းမဟုတ်လို့မျိုးနွေးရုံနေလဲဆိုလည်းမဟုတ်တောက်လို့ကောင်းတဲ့အနေထားပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါလည်းမြင်ချင်းတော့တော်တော်လေးကိုအောင်မိပါတယ်မောလိုက်ဒီတောင်ပေါင်းရလွေတက်လာတယ်တောင်ပေါင်းရလွေတက်လာတာလိုမျိုးอ่ะပြီးတော့လူကူးမြင်းနဲ့ဖက်လို့ရှိရင်ဒီနောက်ကကားလိုပဲသူကလမ်းဖြတ်ကူးသွားတဲ့လူကိုအရန်ဦးစားပေးရပါမယ်ဒီဘက်ကအဲ့ဒါတော်မိုင်းနောက်တစ်ချက်ကနောက်မြင်လာတော့မသိဝါရောင်နေလေဒါကြတော့တို့မျက်မမြင်တဲ့အတွက်ကိုလှုပ်ပြီးထားတာပေါ့နော်ဒီလမ်းတော်တော်များများတိုင်းမှာရှိတယ်လမ်းတော်တော်များများတိုင်းမှာရှိကဲဘယ်နဲ့ရောက်ပြီဆိုတော့ဘယ်နဲ့ဝင်လိုက်ပါအောင်လဲဒီလိုမရိုက်လို့မရတော့ဘူးခင်ဗျဘယ်လို့ပြီးတော့ Oh my god 45 မိနစ်တော့ကြာသွားတာပဲအားမစားတယ်နော်မစားဘူးနေစား
မောင်လေးပဲစားတယ်ကော်ဖီတော့မလို့ဆိုပြီးတော့အတွင်းထဲရောက်တော့သူတို့ဘယ်လိုပြောမလဲအစာအုပ်ထဲမှာဆိုမုံစားတို့မကောင်းတော့ဘူးထင်တယ်ပေါ့နော်နောက်ထပ်ဝယ်လာရင်မုံလည်းမစားလိုက်ကော်ဖီလည်းမတောက်လိုက်အဲ့ဒီမုံစားလိုက်ပါမယ်နောက်ထပ်လမ်းမှာပဲဘယ်ဈေးသွားမယ်ဈေးသွားပဲပြီးတော့လို့ရှိရင်ပြန်မယ်ဟောနော်နေ့နေ့ကျတော့ချစ်ချက်လောက်ရတော့မှာဘလို့အချိန်မီတော့စားမှာပေါ့အတန်းနေတယ်စနစ်ခွဲကိုရှိတာစနစ်ခွဲကမိဘအောင်မအောင်တည်ဘူးတနားcomment ဆိုပြီးအခုမှ10ခွဲပဲရှိသေးရလေတနားရောက်လို့သေးမိတယ် sorry ဒီခါကျအဲ့လိုပဲအုံတော့ကကြောက်နော်ပြပြလုပ်နေရတယ်နော်တော့ရအောင်လို့မနေ့ပြောကန်းကြီးတွေသွားထိုင်နေတယ်ပေါ့ကန်းကြီးသွားထိုင်မှုကကြတော့ဒီမှာကလေးလေးပေါ့ကလေးလေးဗီဒီယိုထဲပေါက်မှကြောက်လို့ကျွန်တော်တို့တမင်ကူးလိုက်အားနာလို့ပေါ့နော်သူအကြောင်းလုံးမိတိုင်းဆက်ပြရတယ်ကင်မရာထဲမှာဆောင်းလေးပိုင်လို့ရှိရင်လန့်ကြည့်လိုက်မပိုင်တော့မကြည့်တော့ဘူးပါလာပါတွေ့တာမသိကလေးလေးလက်ကြည့်နေတယ်အဲ့ဒါခိုင်းပါလေအဲ့ဒီမှာဖြစ်နေတာငုံဖြစ်နေတယ်အဲ့ရထားလမ်းပိတ်သွားပြီဘယ်စကားကြားတယ်ဒီကျောင်းထဲမျိုးတွေဆင်းထားတယ်ဒီအနီးဆုံးမှတ်တိုင်ပေါ့နော်နည်းနည်းလေးမျိုးတွေလည်းအရောက်အနီးဆုံးမှတ်တိုင်ကိုခမဲကောင်းဝက်ရှိခမဲကောင်းမှတ်တိုင်ကြီးတောင်မှသူကဟိုတော့နိုင်ဝက်25မိနစ်ကနေ35မိနစ်လောက်ထိကားစီရတယ်ပြောလို့ရှိရင်မျိုးတွေအခုလိုမျိုးကျွန်တော်အခုသွားရနေရပါတော့ဒီဘက်မှာစူပါမားကတ်တွေရှိရပါတော့ဟိုကဒိုင်ဆိုတို့မက်စ်ဘယ်လူတို့ဂျီရိုမူတို့ရှိတဲ့နားလေးပေါ့နော်သူကမိုချီကာဟာမလို့ခေါ်တာအဲ့ဒီမိုချီကာဟာမအိုးမင်းကကားလေးလာလိုက်တော့ဟုတ်ကြည့်လိုက်ရှိရကကျွန်တော်ရက်ပြီးတာပဲရက်ပြီးတာဟိုက်ကျွန်တော်ပြန်ရက်ပြီးလိုက်တဲ့သူမောင်းထက်သွားတယ်နော်ကောင်းနေညစ်ကြီးအဲ့ဒီမူချီကဟာမနာလေးထိဆိုရင်45မိနစ်လောက်ထိကြာတတ်တယ်ပေါ့နော်ကားဘယ်လိုပြောမလဲဝေးလို့ပေါ့ဟိုလိုမျိုးလမ်းကျက်လို့မဟုတ်ဒီမျိုးတော့တော်နေတဲ့လမ်းမကျက်ခဲကြီးပါပြင်မှာအင်းခါသဘောမျိုးဆိုပေမဲ့ပေါ့နော်အင်းခါဆိုပေမဲ့လည်းပဲတောနေဆိုပေမဲ့လည်းပဲသူတို့ကတော့နေလို့ခေါ်ပါဒါပေမဲ့လည်းဒီကောင်ကရန်ကုန်တက်တော့မှပို့ပြီးတာနာနေတယ်ပေါ့နော်ဒီရှင်သားမှာဆိုင်တစ်ဆိုင်ရှိရပေါ့နော်ယူဘင်ကျော်ကူမိုင်းဆိုတဲ့ဘက်ကမတိုင်ဆင်းပြီးသွားရင်ရှေ့လမ်းဆောင်မှာနော်လူကူင်းကြလမ်းလျှောက်လိုက်လို့ရှိရင်ကျောင်းကနေလာတဲ့သူတွေပြောတာနော်နောက်လာမယ်ဒီဗီဒီယိုကြည့်နေပြောပြအဲ့ဒီလမ်းလျှောက်လိုက်လို့ရှိရင်အဲ့ဒီလမ်းကူင်းကြရဲ့ဒီညာဘက်ဘေးလေးမှာလမ်းကူင်းကြမှာအဲ့ဒီလမ်းဆောင်ရဲ့ဒီဘက်ရှေ့လေးနည်းနည်းညာဘက်ဘေးလေးမှာပေါ့နော်ဟိုကနာဦးတို့ဥဆိုတဲ့ဆိုင်ရှိအဲ့ဆိုင်တော့စားလို့ကောင်းဈေးလက်တန်တယ်ပေါ့နော်အဓိကစားလို့ကောင်းတယ်ဆိုတာဈေးတက်တာကိုပြောချင်ရမ်း600ပဲရှိတယ်ဟိုကဘယ်လိုပြောမလဲပုံရှင်းထည့်ပြီးလိုက်မယ်ဗျာဒီဥတုံပါမယ်ထမင်းလေးပွဲလေးလည်းပါသေးတယ်ဒီနေ့ပြီးတော့အရှင်းတုပ်လေးလည်းပါပြောမှဆိုတော့ပိုက်ပြည့်တယ်ပေါ့အဲ့ဒီဈေးနဲ့ဒီလိုတော့အဲ့ဒီမှာနောက်ဥတုံဒီအဲ့လမ်းကြောင်းဝင်တာဗျာဒီအောင်တော့တော့မဖြစ်မှာဘာလို့လဲဆိုရင်အသားငါးတွေဝယ်တဲ့ခါကျလို့ရှိရင်ဒီအောင်ကပိုးစုံပြီးတော့ပိုးပြီးဈေးတက်နေပေါ့နော်အဲ့ဒီ mass value ကဒီက24နိုင်ဖွင့်နေဆိုရင်ဘယ်လိုပြောမလဲအသားတွေကမလက်တာမျိုးတွေပါလည်းရှိတယ်ပေါ့နော်ဒီကမှတ်တိုင်ရတယ်လို့လေဒါမှတ်တိုင်အဲ့တော့အဲ့တစ်ချက်ကြည့်ပြီးတော့မှ
ရန်ကုန်ကကားမှတ်တိုင်ရတော့မှပုံတာနာတာလို့တော့ခံစားရတယ်နော်ထိုင်ကြလေးတွေနဲ့အကာနဲ့အမိုးနဲ့ဒီမှာဆိုလို့ရှိရင်မိုးရွာရင်ထီးမပိုင်ခွမ်းပြီလေဘာမှစဉ်းစားမနေဘူးနော်ပြီးကြရင်ဒီမှာတစ်ချက်သတိထားမိရပါရှိနေလို့ရာသီဥတုကအေးတယ်ပေါ့နော်ဒီနေ့ဆိုရင်အပူချိန်ဟိုလောက်ရှိနေတယ်15ဝန်းကျင်လောက်ဟိုဒီရက်ကဆိုရင်17ပဲရှိတယ်နော်နောက်ပြီးတော့ဒီမှာနေဘူးရထားလိုက်ရင်တော့ပူတယ်သူတို့ပူတာမြန်မာနိုင်ငံပူတာလည်းမတူဘူးပေါ့မြန်မာနိုင်ငံကပူလို့ရှိရင်သူကမြန်မာနိုင်ငံမှာဆိုရင်အမြင့်ဆုံးနေမှာ3နှစ်3လောက်ပဲရှိရမလားဒီနိုင်ငံမှာပူတော့35အထက်တိရှိရပေါ့နော်အဲ့ဒါကိုပြောချင်တာဆိုရတယ်သူကနေပူလိုက်ရင်မြန်မာလိုအိုက်တာမဟုတ်ဘူးလေသူကဆက်ဖြင်းဖြင်းဖြစ်တာပဲโอเคရုံးမှုတွေရောက်တယ်ဒီမှာဆက်ပြောမယ်ဒီကောင်ကဟိုဟုတ်ပါဘူးဟောဒီမှာမာလာပေါ့နော်မာလာထန်အရသာပေါ့နော်ကဲခုဆိုရင်တော့ကျဲဥကတော့မပါမဖြစ်ပါဘူးဒီမှာရောက်ပြီဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကျဲဥရုပ်တွေတော့ပေါက်လာမှမသိဘူးဆိုပေမဲ့ဒီရရလာပြီပြီးတော့လို့ရှိရင်ဟိုမှာ ready made စက်သားတော့ပါဒီကောင်ကပြီးတော့အသေးမျိုးဝယ်လာတယ်ပြီးတော့လို့ရှိရင်ဝတ်သားဝယ်လာတယ်ဆန်စီတွေကိုရှို့လိုက်နေတော့ကြော်ဘာအနေဆုံးဒီက3998အခုပါပြီးသားဆိုလို့ရှိရင်4300ဈေးနေတော့ပေါ့နော်ပတ်သက်ရှင်ဒီဘက်တော့ရှင်းရတာပါတောင်းပါနော်ဘာမစားပြီးတော့လို့အရှင်ပူသေးရင်ဆန်တော့အစောပြောသလိုပဲကဲကြီးဒီခဏတောင်းမယ်ပေါ့နော်ရှုခင်းမစကွေးですねရှုခင်းပါရှိုးလိုက်ပင်လယ်နားမှာလာစားရတာပေါ့နော်ဆိုင်ပိတ်ထားပြီးကြတော့ထင်လိုက်တာဘာလို့လဲဆိုတော့ဆိုင်ကသူကခံရရတာလည်းဘယ်မှာလဲဆိုင်ပိတ်ထားပြီးကြတော့ထင်လိုက်တယ်ဒီကလူချိပုံနဲ့လူကဟိုအတွင်းထဲမှာထိုင်နေတယ်ပြီးတော့အပြင်မှာစာရရကတ်တာ attention please ဆိုတော့ဂျပန်လိုရေးထားတာပေါ့နော် Google Translate တောင်းလိုက်တယ်မသိဘူးခန်းကြီးအခုကမှားပြီးတော့ဒါလေးပေးလိုက်တာပေါ့နော်အခုရာမန်စားပြီးတော့ပြီပေါ့နော်ရာမန်ကဗီဒီယိုမြင်လိုက်ကြခက်တုတ်စားရတာဆိုအချင်းမမီရောပုံဒီမှာထည့်လိုက်ပြီနော်အခုဒီကန်းကြီးနာလေးကိုတွားနေတာတော့ရနိုင်ကန်းကြီးကြည့်နေတော့ပေါ့နော်အချိန်ရတဲ့အခုက17နာရီ30မှာ3မိနစ်အဲ့တော့9မိနစ်လောက်လီတော့ရမလားလို့ပဲညမ်းပါလေကြည့်တော့ကဲအဆောင်တော့ပြန်ရောက်လာပြီကျောင်းအတန်းမစားဘူး20မိနစ်လို့သေးတယ်ပေါ့နော်ဒီခေါင်းမြင်ပစ္စည်းထားပြီးတော့ဝတ်စားလဲပြီးကျောင်းတော့ပါမယ်ဒီကျောင်းမှာဘာလို့လဲတော့ပြန်ကြည့်ရရှိ次の曲は日本人の演奏によるအခုကအတန်းဆင်းပြီးသွားတော့ကျောင်းဆင်းပြီပေါ့နော်ကျောင်းဆင်းပြီးသွားတော့အခန်းပြန်ရောက်ပြီးဝတ်စားရပါလဲပြီးတာအဲ့ဒါမလေးဘယ်ကစားနေပေါ့နော်ရာမန်မဲစားရတယ်တနေ့ကိုဟိုမုံလေးနေပေါ့ထမင်းမစားရတယ်ဗျဘယ်ကစားနေရလဲထမင်းကိုတင်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော် AB House 1အရှိမှာခေါက်သွဲတွေရောင်းနေပြီခေါက်သွဲတွေရှယ်ဝယ်ထားတာပေါ့နော်ရှယ်ဝယ်ထားတဲ့သူကတော့တနေ့ရစားဖို့မဟုတ်ပါဘူးတစ်ပတ်စားလို့ပြောပါသူကတစ်ပတ်ကိုတစ်ခါလာရောင်းနေပေါ့နော်အလဲကြအဆိုင်အဲ့လိုမျိုးအလဲကြရောင်းတာထင်ပါတယ်ကျွန်တော်ထင်တာလေဒီတောက်ရနေဆိုလို့ရှိရင်သူကအတီးရွက်ဆိုင်နေလားအတီးရွက်တယ်လာတယ်တခြားရက်တွေဆိုရင်မုံနေလာရောင်းတာတို့ဘီစကစ်တွေလာရောင်းတာတို့ဘာလို့ရှိကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအခုထမင်းကိုတင်မယ်ပြီးတော့လို့ရှိရင်ဟင်းရကြတော့ဘာချက်စားရမလဲဆိုတော့ဘာရှိအောင်ကျွန်တော်ချက်သားကြံတယ်
အရင်ဝယ်ထားတဲ့ချက်သားကိုအရင်ဆုံးလက်ဆက်တက်လိုက်မယ်နော်ချက်သားဟင်းထားမယ်နော်ချက်သားယူခဲ့ရတာခက်တဲ့ချက်သားယူထားပြီးပြီးတော့ရင်ချက်သွန်လေးမှာပေါင်းဖြစ်ထည့်ရမယ်ချက်သွန်ဖြူဒီတော့ချက်သားအနေနဲ့ဆိုရင်ချက်ရင်တော့ချင်းချက်ကမလို့ကြအဲ့ကောင်ကတည်မလားကြက်လွယ်တယ်နော်ဟိုတော့မတို့ဘူးတန်ချေလိုက်တော့ပါဒီဂျပန်ကလော်ဒီလို့ခေါ်လာမျိုးဒီလို့ခေါ်ဒီကောင်မဆက်ဘူးသူကအမွှေးရှိတယ်ဆိုရင်တော့မွှေးတယ်ဆိုရင်တော့ပဲပေါ့နော်အဲ့တော့အဲ့ဒါလေးနည်းနည်းထည့်မယ်ပြီးတော့ရင်ခင်းကျင်လေးလည်းထည့်ရမယ်ပေါ့နော်အနည်းလိုချင်တော့ခါရီနဲ့ချက်သားဟင်းကြီးပဲချက်စားလိုက်မယ် plain ချက်စားလိုက်မယ်ဘာမှမရောဘူးတော့တော်တော်ကျွန်တော်မရောသေးရဆိုလို့ဟိုပါပဲရှိပြောင်းမွေးအစိမ့်နဲ့ရုံမနီတင်းနေပဲရှိရပါတော့တော်တော်အဲ့ဒါကြီးကရောမစားတော့ကျွန်တော်ရောစားရကြာနေပြီဆိုတော့မနေ့ပြန်ဟိုကတောက်ကြနေ EPOS 1 share ကိုဒါအတီးရွက်တယ်လာလို့ရှိရင်အာလူပဲအာလူပြီးတော့လို့ရှိရင်အာလူနဲ့ဝတ်တန်းနဲ့ရောချက်မယ်နောက်နေ့ကိုโอเคအဲဆိုရင်တော့ချက်လာစေးကြောလို့ပြီးသွားပြီသမင်းဝဆောင်းနေရတော့ဒီမှာချက်သားစီပြန်ဟင်းလေးရပါပြီတူနဲ့ဒီလိုလေးကြည့်မှဟိုဖြစ်မှာပေါ့ဟောမာလာအနည်းနဲ့ချက်ထားတာမာလာအနည်းနဲ့ဖုန်းထဲမှာပို့ရေးနေရပြင်ရတဲ့ဆန်ဒီမဲ့ကျတော့အခုတော့ပြောတော့အပြန်တော့ကိုတူတာနဲ့မိတ်ဆက်ပြီးမှဆိုပြီးတော့နောက်နေ့မှပြတော့အခုကကြတော့ဟင်းချက်ပြီးသွားပြီဆိုတော့ရေသွားချိုးပါမယ်အဲ့တော့ရေချိုးပြီးတော့မှထမင်းစားမယ်ပေါ့နော်အရှင်ရောက်ဆိုရင်ထမင်းရလည်းကြက်ပြီးတော့ဖြစ်နေတော့ပါပြီကဲအခုကျွန်တော်ရေမွချိုးထမင်းစားပြီးတော့ပြီထမင်းစားပြီးတော့တာပြီးတော့ဟိုအိမ်ညာလေးပေါ့နော်ဒီ assignment လုပ်နေတာမနေ့ပြန်တောက်ကြနော်မနေ့ပြန်မှာ presentation ရှိတော့ပေါ့နော်အဲ့ဒါ presentation အတွက်ကိုဒီ PowerPoint slide ထည့်ထားပါရဲ့အဲ့ဒါအခုပြီးဒီနေ့ရှောင်းနိုင်ရဲ့ assignment တင်ရမှာဆိုတော့အတဲနန်လုံးနေရတယ်နည်းနည်းထမင်းစားကြာပါတယ်ပေါ့နော်ဒီဘက်မှာတော့တော်တော်လေးတော့မောင်းနေပါပြီဒီမှာစကားမဆက်လေတစ်ချက်ပြမကြည့်လိုက် AB house တင်းကတဲ့တွေ့ကျင်လို့ပါဗောနော်ကိစ္စရှိလို့တွေ့ကျင်လို့ပါတယ်ဆိုပြီးတော့မှ9:17 မိနစ်က email ဝင်ထားတာဗောနော်အဲ့ဒါဘာကိစ္စများပါလိမ့်လေတော့မသိဘူးလောလောဆယ်တော့ရှင်းတုံနေတယ်ဗောနော်ဟိုပါပါတယ်ပြန်စဉ်းစားနေငါဘာများလုံးမိလို့လဲဆိုပြီးရမ AP hosting ဆိုတော့ဘာနဲ့သက်ဆိုင်မလဲဆိုရင် RA resident assistant နဲ့သက်ဆိုင်မယ်ကျောင်းသားနဲ့သက်ဆိုင်မယ်ကျောင်းသားကဟိုဒီမသိစဉ်းစားရပို့ပြီးအာရုံနောက်အဲ့တော့သူကဒီမှာအကြောင်းပြန်ပြပါဆိုတော့အကြောင်းပြန်ပြလိုက်ပါအောင်မယ်ဘာများလဲတော့မသိဘူးကွာနည်းတော့လမ်းရတယ်ပေါ့နော်